ကိုယ့်ရဲ့စိတ်ကအကြောင်းမျိုးကြောင့်အားမပြည့်ပဲနဲ့အားနည်းနေတာတွေဖြစ်နိုင်အထူးသဖြင့်ဒုက္ခဝေဒနာတွေဒေါမနတဝေဒနာတွေများများခံစားနေရတဲ့အခါကာလမျိုးမှာစိတ်ဟာအားနည်းသွားတတ်တယ်အားငယ်သွားတတ်တယ်ဒုက္ခဝေဒနာဆိုတာခန္ဓာကိုယ်ကြီးရဲ့အစဉ်မပြေမှုကြောင့်ဖြစ်ပေါ်လာတဲ့ခံရခက်တဲ့ဝေဒနာဒေါမနတဝေဒနာဆိုတာကစိတ်တိုင်းမကြလို့စိတ်ထဲမှာအစဉ်မပြေဖြစ်ရတဲ့စိတ်ထဲမှာမသက်မသာခံစားရတဲ့သဘောဒုက္ခဝေဒနာကကိုယ်ဆင်းရဲတာဒေါမနတဝေဒနာကစိတ်ဆင်းရဲတာလက်ဆင်းရဲတွေဖြစ်လာပြီးဆင်းရဲတွေများလာပြီးဆိုရင်ဒီစိတ်ကဆင်းရဲတွေ့တဲ့ကာလကြာလာတာနဲ့အမျှစိတ်မှလည်းပဲအများကြီးထိခိုက်နိုင်ပြီနော်အဲ့ဒီထိခိုက်လို့စိတ်အားငယ်မယ်စိတ်အားနည်းမယ်ဆိုလို့ရှိရင်စိတ်ကိုအားမငယ်အောင်စိတ်ကိုအားမနည်းအောင်အားရှိအောင်ဘုံဘုံတို့အားရှိစေတတ်တဲ့စကားမျိုးပြောရမယ်။စိတ်ကိုအားဖြစ်စေတဲ့အရာဘယ်အရာတွေတော့ဒါမြတ်စွာဘုရားကဗလခွန်အားဆိုတဲ့စကားလုံးလေးနဲ့သုံးပြီးတော့ဟောထားတဲ့တရားရှိဗလခွန်အားတတ္တာဗလံဝရိယဗလံတတိဗလံသမာဓိဗလံပညာဗလံခွန်အားသဘောမျိုးဖြစ်တဲ့တရား၅မျိုးနော်တတ္တာတရားမြတ်စွာဘုရားရဲ့ဂုဏ်ကြီးသွေးတွေကိုယုံကြည်တယ်သူတော်ကောင်းတရားရဲ့ဂုဏ်ကြီးသွေးကိုယုံကြည်တယ်အရိယာတန်ဃာတို့ရဲ့ဂုဏ်ကြီးသွေးကိုယုံကြည်တယ်ကိုယ့်ရဲ့စိတ်ထားလေးကောင်းရင်ချမ်းသာမယ်ကိုယ့်ရဲ့စိတ်ထားဆိုးရင်ဆင်းရဲမယ်လို့ဆိုတဲ့စိတ်စေတနာရဲ့စွမ်းရည်တတ္တိအကျိုးရလဒ်တွေကိုယုံကြည်တယ်အဲ့ဒါကိုဘာလို့ခေါ်လဲတရားတရားအဲ့ဒီတရားတရားကစိတ်ကိုအားဖြစ်စေတယ်နော်တရားတရားအားကောင်းလို့ရှိရင်စိတ်လည်းပဲအားကောင်းလာနိုင်တယ်နောက်ဝရိယတဲ့ဝရိယလည်းခွန်အားတစ်မျိုးပဲဝရိယဆိုတာကြိုးစားတာဘာဖြစ်အောင်ကြိုးစားတာတော့ဒီနေရာမှာခွန်အားသဘောတက်ရောက်တဲ့ဝရိယကဘယ်လိုဝရိယမျိုးတုံးဆိုတော့မကောင်းတဲ့စိတ်တွေအကုသိုလ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေကုသိုလ်တွေဖြစ်အောင်ကြိုးစားတာကိုဝရိယလို့ပြောတယ်ငါစိတ်ကလေးကိုချမ်းသာခြင်းရဲ့အကြောင်းတရားဖြစ်တဲ့ကောင်းတဲ့ဓာတ်တွေများများဖြစ်အောင်လုပ်မယ်ဆင်းရဲခြင်းရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းတဲ့ဓာတ်တွေကိုနေပါသွားအောင်လုပ်မယ်